အားလုံးပဲမင်္ဂလာပါရှင်လို့ဒီနေ့ဇာနီပေါ့နော်စာအုပ်လေးဖတ်ပြပေးချင်တာလေးကတော့ရှိုးသားပြီးတော့နှစ်လိုပဲကောင်းတဲ့အမျိုးသမီးတိုင်းကိုလူတွေမငင်းမှာဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးချင်ပါတယ်ချိုးသားပြီးနှစ်လိုပဲကောင်းတဲ့အမျိုးသမီးတိုင်းကိုလူတွေမငင်းမှာတဲ့အဲ့ဒီခေါင်းစဉ်လေးကိုဇာနီဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲပေါ့နော်ဒီခေါင်းစဉ်လေးကနေပြီးတော့လေပေါ့နော်အရင်ကောင်းတဲ့ခေါင်းစဉ်လေးမလို့အစာကနေပြီးအဆုံးထိနားထောင်ကြည့်စီချင်ပါတယ်ဇာနီကူစပြီးတော့ဖတ်ပြပါမယ်ပေါ့နော်စောစောကတဲ့ခေါင်းစဉ်မဲကြရင်ပေါ့နော်ကျမကရှင်တို့ကိုသာပြက်ပြက်သားသားညှင်းချခိုင်းနေတာတဲ့အခုကျတော့ကိုများတော့အငင်းမခံရအောင်နေကြဟိဆိုတာမျိုးများတဲ့ဖြစ်သွားသလားပွင့်လင်းလင်းပြောရရင်တော့တဲ့ကိုကိုလူတွေကဘာနေနေမငင်းနိုင်တာကမကြာခဏငင်းပယ်ခံရတာတက်တော့ပို့ပြီးတော့မကောင်းဘူးလားရွရွပြောလေဒီစကားပေါ့နော်ဆန်းဆန်းပြောလေဒီစကားဆိုပြီးတည်တဲ့ရီရီမွန်မွန်နဲ့စကားကိုရှုနေအောင်ပြောတတ်လွန်ကြသူတွေများဆိုလို့ရှိရင်လူတွေကပို့ပြီးတော့တိတ်ကိုလက်ခံကြတာပဲတဲ့နေဆုံးတော့ငင်းရမှာကိုအာနာသွားတာမျိုးချစ်စရာကောင်းတော့နေတာမဟုတ်တဲ့မငင်းရတော့တာမျိုးဘာပဲဖြစ်ဖြစ်ပေါ့လေကိုယ်တိုင်စိုးဖိကမှပွင့်ရမယ့်တကားတွေအတွက်တဲ့မလွယ်ကူချင်နေပါစေမခက်ခဲအောင်လူတွေကိုရှုံမြိန်မှုနည်းနည်းပါးပါးတော့လေပြတတ်ရမှာပေါ့တဲ့ဆိုလိုတာကပေါ့နော်ကျမကရှင်တို့ကိုတဲ့ဖားခိုင်းရခိုင်းတာအောက်ကျနောက်ကျခံပြီးပြောစီချင်တာတော့မဟုတ်ဘူးပဲ sorry ဆိုလိုတာကပေါ့နော်ကျမကရှင်တို့ကိုတဲ့ဖားခိုင်းရခိုင်းပြီးတော့အောက်ကျနောက်ကျခံပြီးပြောစီချင်တာတော့မဟုတ်ပါဘူးရင်ကျေးတာမျက်နှာရှိုးတာရီရီမွန်မွန်ရှိတာမျိုးကကြတော့တိမ်မွေ့ခြင်းနဲ့အဆင့်တန်းရှိခြင်းရဲ့အည်အသွေးတစ်ခုဖြစ်တယ်လို့တဲ့ပါနဲ့ရှင်ဆိုတဲ့ကိုရီကိုသေးကိုလည်းထုတ်သုံးတက်ရရောက်ပါတယ်ဒါနဲ့ပဲဘာနေနေတစ်ချိန်လုံးတပြုံးပြုံးနဲ့ဟန်လို့သဘောကောင်းခိုင်းနေတာမျိုးဆိုတာတော့လေမဟုတ်ဘူးပေါ့လေတဲ့အဲ့ဒါမျိုးကြောက်ရင်လဲပေါ်လွန်သွားပြီးတော့တဲ့ဟန်များတာကြောင့်လူတွေရဲ့အပူပေးလာမဲ့မေတ္တာစားပစ်လေးတွေထက်အမြင်ကက်ခံရအမျက်ထုတ်ခံရနိုင်တဲ့ chance ကပိုများတော့တာပဲတဲ့ရှင်တို့လည်းကြုံမှုကြမှာပေါ့တဲ့ကိုမိတ်ဆွေအတိထဲမှာကိုစကားများရှူရှူတာတာပြောတတ်ဆိုတတ်ပြီးတော့ပေါ့နော်ဟန်မူရတိမ်မွေးကြသူတွေဆိုလို့ရှိရင်တဲ့သူတို့နဲ့စကားပြောနေရင်မှာကိုကအိမ်ငွေရှခံထားရတယ်လို့မျိုးတဲ့ဘာနေနေသူတို့ကိုသဘောကျနေမိသွားတာမျိုးပေါ့လေတဲ့အင်္ဂလိပ်ရှာခံထားမျိုးခံစားကြရပေါ့နော်သူတို့ဘာပြောတဲ့သဘောကျနေတာမျိုးကြီးလည်းဖြစ်နေတတ်တယ်တဲ့ဒါဆိုရင်ရှင်တို့ရောစကားကိုဘယ်လိုပြောကြတဲ့ုံစကားဖြစ်ရင်ပြီးရောလားတောင်းမို့ရင်လိုရင်းတူရှင်ပြောတာလားအပူတွေမပြောတတ်ဘူးဆိုပြီးတော့တဲ့လူတာထက်ပို့ပြီးတော့စောင့်ကြည့်အောင်ကြည့်ပြောမိနေလားဒါမှမဟုတ်ရင်အာကျဲနဲ့စကားတွေကိုအတုံးလိုက်အတစ်လိုက်ပြောရှာတတ်သေးတာလားတဲ့စသဖြင့်ကိုဟာနဲ့ကိုတော့လေတတိထားကြည့်ပါတကယ်များတော့စကလုံးတွေမဲ့ကပါဝါရှိတာကိုရှင်တို့သိကိုသိရမယ်ကိုဟာနိုးလို့ပြောချင်ရင်တောင်မှပဲတစ်ဖက်လူကပေါ့နော်ကွန်ပလိန်းတက်မရတဲ့အထိရီမွန်ပြတတ်ရမယ်ကိုဟာကိုလိုချင်တဲ့အရာတစ်ခုဖြစ်မြောက်အောင်သိမ့်သွင်းတဲ့ကိစ္စမျိုးတွေမှာဆိုလဲကိုဘက်ကိုပါလာအောင်စကလုံးလှလှပပရွေးပြီးတော့ဖြူတတ်ရမယ်ဥပမာအလုပ်အင်တာဗျူးတို့အလုပ်ကိစ္စအစည်းအဝေးတို့ဘာတို့ညာတို့မျိုးပေါ့လေမလိမ္မညာမူသားတွေမပါဘဲနဲ့စကားပြောခြင်းမှာပြောပုံဆိုပုံရှေဟန်လက်ဟန်အပြုံးအရွှင်နေတဲ့အတန်ဒီအတန်ထားနဲ့စကလုံးရွေးချယ်ပုံအထိအစအဆုံးသိပ်ပြီးတော့အရေးပါပါတယ်ဒါဆိုရင်ငါတို့ကမှဒါမျိုးမပြောတတ်ပဲရှင်မဲစစ်မှန်မှုရှိပါဆိုခုကြတော့ဟန်ကိုဖို့ရပြန်ပြီလားလို့မေးကြတော့မှာပဲတဲ့ဆိုလိုတာကကျမကရှင်တို့ကိုဟန်လောက်ခိုင်းတာတော့မဟုတ်ပဲနဲ့ကြည့်ယူခိုင်းတာတဲ့ကို့ဘာသာကိုနေကြအတိုင်းပြောချင်တယ်လို့ပြောပြီးတော့ပေါ့နော်မရှို့မတာနဲ့ရီမုံမပြတတ်ရင်လဲပြဿနာမရှိတာမလို့ရှင်တို့သဘောပါပဲဒို့တော်ညာလဲရင်ကျေးတိမ်မွေ့ရှိုတာတတ်ရှင်ဟာ branded person တယောက်ရဲ့အည်အသွေးတစ်ခုပဲဆိုတာတော့လဲမမေ့နဲ့အောင်ပေါ့တဲ့သူက arrogant ဖြစ်တယ်နော်သူကသိပ်ပြီးတော့ classy ဖြစ်တာပဲ
သူကြည့်ရတာလေတံအေးအေးလေးနဲ့စကားပြောရင်တိတ်ကိုနားထောင်လို့ကောင်းတာပဲဆိုတဲ့အရေးအသွေးမျိုးရဲ့တာသွားပုံကြတော့လေတဲ့ကျမတို့က short တွက်လို့မရဘူးမော်လားတဲ့ဒီလိုပါစံမျိုးတွေအတွက်ပေါ့နော်အလိုလိုပွင့်လာမဲ့တကားချက်တွေကိုတော့လေကိုကမက်မောရအောင်မမော်လားဒါဆိုရင်ကျမတို့စကားပြောရှူတာအောင်ရီမော်အောင်တဲ့ဘယ်နဲ့လေးကျင့်ကြမနှုံးတဲ့ body language body pressure နဲ့ပေါ့နော်ကိုယ့်ရဲ့အတန်တုံးကိုဂရုစိုက်ရပါမယ်စကားပြောရင်တစ်ဖက်လူရဲ့မျက်လုံးကိုစိုက်ကြည့်တာကိုမမတ်ထားပြီးတော့တဲ့တစ်ဖက်လူစီကိုလှည့်ထားတာပုံမှန်ထက်ပိုတဲ့အတန်နဲ့စကားကိုကြဲကြဲလောင်လောင်မပြောမိဘူးလေတတိပြုမိတာစသဖြင့်ပေါ့လေကျမတတိထားမိသလောက်ကတော့တဲ့မြန်မာလူမျိုးတွေစကားပြောတဲ့အခါမှာသိပ်ပြီးတော့ကျဲတာပဲပတ်ဝန်းကျင်တစ်ခုလုံးကကျဲလောင်တဲ့ loud speaker ဆွကြိုးတွေကြောင့်တဲ့နားထောက်ခတွေရောက်ပြီးတော့နားလေးလာရကနေကို့အတန်ကိုကြားရတဲ့အထိအော်ပြောနေမိနားတောင်မှပဲတွေးမိရဲ့ဒီလိုမဟုတ်ဘူးဆိုရင်တော့လေမလိုအပ်ဖဲနဲ့ပေါ့နော်အကြီးဟစ်ကျဲတော့လေပြောစရာမလိုဘူးပေါ့စကားဆိုတာမဲ့ဖြည်းဖြည်းပြောလို့လေရတယ်ရှူပြောလို့လေရတယ်တူတူပြောလို့လေရတယ်လှအောင်ပအောင်အမူအရာလေးပါဖြစ်ဆွက်ပြောကျင်တာတောင်ပြောလို့ရတဲ့ကွယ်အမျိုးသမီးဆိုတာကဘယ်လိုကြင်ကြံနေထိုင်ရမှာဆိုတဲ့စံနဲ့မဆိုင်တဲ့တိမ်မွေ့ရှို့သားခြင်းရဲ့အကျိုးတွေကိုလိုအပ်ရင်လိုအပ်တယ်လို့တဲ့ပနဲ့လဲအသုံးချတတ်ရှင်မျိုးပါပဲအမျိုးသားတွေနဲ့ရင်မောင်တန်းမယ်ဟဲ့ဆိုပြီးတော့အန်ကိုစိတ်မန်တွေတင်းပြီးတော့စွာကျဲနဲ့ဘူးပေါက်ကြပြောပြန်ရင်လဲတနည်းအားဖြင့်တော့ပြောင်းပြန်တွေးကြည့်ရင်ရှင်တို့ရောကြမ်းရမ်းကြဲလောင်ရှိတဲ့လူတွေထဲတဲ့ရှို့တာပြီးတော့အမူအရာယဉ်ကျေးတဲ့လူတွေဆိုရင်ပို့လို့မညွတ်ဘူးလားဖက်မင်းအင်နာဂျီဆိုတာကကြတော့တဲ့မျိုးသားမယ်ရောအမျိုးသမီးမယ်စီပါရှိလို့တိတ်ကောင်းတဲ့တန်ဖိုးကြီးအည်အသွေးတစ်ခုပါကျမကတော့မိမဆန်ချင်းရဲ့ခွန်အားစကလုံးတွေရဲ့စွမ်းအင်နဲ့ကိုနှုတ်မူရာတွေရဲ့အားသာချက်တွေကိုတိတ်ပြီးတော့ရှုံတာပဲဆိုတော့တဲ့အားနေရင်ကြမ်းပြရမ်းပြရင်းနဲ့ငါ့ကိုတော့လာမစမ်းနဲ့ဆိုတာမျိုးဆက်ကျဲပြတာကိုဂုံလုံးနေမဲ့အစားကိုယ့်ရဲ့ feminine energy ကိုအသုံးချပြီးတော့အဆင့်တန်းရှိနဲ့အပေါ်စီးကနေလူတွေညင်းမရအောင်တဲ့တိမ့်သွင်းတက်ရပါမယ်နောက်တစ်ချက်ကကြတော့တဲ့စကလုံးတွေကိုပြောချင်တယ်လို့မပြောမိဘူးပေါ့လေအားနေရင်ဆဲဆူမိတွန်းတောက်တီးတာဗန်းစကားတွေကြီးတောက်လျှောက်ပြောတော့တာစကလုံးတွေဖောင်းပွားပြီးတော့တအားကိုစကားများတာမျိုးဆိုပါတော့တကယ်များတော့တဲ့ဒီကိစ္စကရှင်တို့ကိုယ်တိုင်ရှောက်ပွေလေးကျင့်ရမှာမလို့ကျမကနီးပေးလမ်းပြယုံသာတတ်နိုင်မှာပဲဆိုတော့တဲ့စာအုပ်တွေဖတ်ပါဘာစာမြင်ပေါ့လေကောင်းတာဆိုတာညံ့တာဘာစာအုပ်မဆိုဟာကိုတစ်ခုမဟုတ်တစ်ခုတော့တဲ့တင်ပေးသွားတာကြည်ပါကိုကယူတတ်ရင်ပေါ့စာအုပ်စာပေဖတ်ရှုပါများလာတဲ့အခါစာထဲကဟောဟာရတွေကိုမှတ်မိလာမယ်ဝါကြတွေကိုမှန်ကန်ကြည်ကြည်လင်းလင်းနဲ့ပြောတတ်ဆိုတတ်လာမယ်ဒါအပြင်အတိကျွယ်လီလူတွေဟာကိုယ်စီညွတ်လီပဲရဲ့ကြည်စံဒီအမျိုးသမီးမသိတာဘာမှကိုမရှိပါလားဆိုတဲ့မှတ်ချက်မျိုးရှင်တို့မပေးတတ်ကြဘူးလားတဲ့လူတွေအထင်ကြီးလေးစားခံရဖို့ရည်ရွယ်ချက်မျိုးမဟုတ်တဲ့ကိုယ်စိတ်အာဟာရကိုအတိမတ်ဖြေဖို့မှတ်ရဖတ်ရအသိရမြင်ရနားလည်ရတာဟာကိုယ်တိုင်ကြုံဘူးတွေ့ဘူးမှရလာတဲ့အတွေ့အကြုံတဲ့ပိုတာပြီးတော့တဲ့တိတ်လဲပိုမြင်ပါတယ်ဒါမှမဟုတ်လေတဲ့ရုပ်ရှင်တွေများကြီးပေါ့လေဇေယဝန်ကစုံတောက်ကရှေ့နေကသမိုင်းเจ้าနောက်ခံကနိုင်ငံရေးကစသဖြင့်ရုပ်ရှင်တွေစီကနေတဆင့်လဲတင်ယူနိုင်တာပါပဲစကားပြောပုံဆိုပုံနီးစနစ်တွေကစပေါ်ခွဲတခုရှိတာကအဲ့ဒီအရာတွေဟာတစ်ခါနှစ်ခါလောက်စမ်းကြည့်ုံနဲ့တော့လေနေချင်းညချင်းဟတ်ချလောင်းဆိုပြီးပြောင်းလဲလာတာမျိုးတော့မဟုတ်ဘူးပေါ့လေကျမရှိမယ်ပြောခဲ့တဲ့အတိုင်းပဲတဲ့ရှင်တို့ဟာတင်ယူလေ့လာရမယ့် process တွေကိုတဲ့စိတ်ရှိရမယ်ဇွဲရှိရမယ်ပုံမှန်မပြတ်လေ့ကျင့်နေရမယ်တဲ့မမေးနဲ့လीကျမတို့ဟာ brand တစ်ခုကိုတီးဆောက်နေကြတာမို့လားသူ့တန်ဖိုးနဲ့သူပေးဆက်မှုတော့လည်းရှိရမှာပေါ့တဲ့မဟုတ်ဘူးလားတဲ့
ဒါကတော့ပေါ့နော်ရှိုတာပြီးတော့နှစ်လိုပဲကောင်းတဲ့အမျိုးသမီးတိုင်းကိုလူတွေမငင်းမှာဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးခဲ့တာပါကိုကမကိုလူဆောင်ခဲ့ရပါစိုင်းဆင်မယူနေနေရေးသားထားတာပါဇနီးရဲ့ဗီဒီယိုကိုအစကနေပြီးတော့အဆုံးထိလာရောက်နားထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဒီစာအုပ်ဖတ်တာလေးတွေကိုနားထောင်ကြည့်နေဆိုရင်တော့ဇနီးရဲ့ YouTube Channel ကိုလည်း Subscribe လုပ်ပြီးတော့လာပြီးနားထောင်လို့ရပါတယ်ရှင်လို့အားလုံးပဲအဆုံးထိလာရောက်နားထောင်ပေးကြတာကျေးဇူးအများကြီးတင်ပါတယ်နော်နောက်ဗီဒီယိုဒီမှာပြန်ဆုံပါမယ်ရှင်